ဂေါရမအရှင်ဘုရားသခင်ရဲ့မဟာသမယအခါတော်ရဲ့မြတ်ကြီးကတော့တခုသောနေုံလာပြီဒီမှာကောလီယာနဲ့ကပ္ပိလာဆိုတဲ့တိုင်းပြည်ကြီးနှစ်ပြည်ကြားမှာရောဟိနီမြေကြီးရှိပါတယ်အဲ့ဒီမြေကြီးကိုကောလီယာကပိုင်တယ်ကပ္ပိလာကပိုင်တယ်ဆိုပြီးအငင်းပွားကြရမှာနှစ်ပြည်တော်စစ်ခင်းကြမယ့်အခြေအနေကိုရောက်ရှိလာပါတော့တယ်ရှင်အဲ့ဒီချိန်မှာဘုရားရှင်ကိုရောမြတ်ကြီးဟာရံပြင်းငင်းရအလို့ငှာကောင်းငင်မှနေပြီးဆန်းတော်ရှင်မှလီလရောင်ကြီးတော်ညိုမောင်းသောရောင်ကြီးတော်ပေါ့ရှင်ကိုမျိုးပြလိုက်တော့လောကရတစ်ခုလုံးအမှောင်ကျသွားပါလေရောရှင်အဲ့ဒီမှာနှစ်ပြည်တော်စစ်သည်တွေကြောက်ရွံ့ထိတ်လန့်ပြီးတွေးဝေနေကြမှာ၆ဖြာသောရောင်ကြီးတော်ကိုမျိုးတော်မူပြီးလက်တုကိကအမည်ရှိသောငြိမ်းချမ်းရေးတရားကိုဟောတော်မူသောအခါနှစ်ပြည်တော်စစ်သည်တစ်ဖက်250နှစ်ဖက်ပေါင်း900တို့ဟာလူသားစင်စစ်မှယဟနာအဖြစ်ရောက်ရှိကြတာမို့ကောင်းမြတ်သောအချိန်ခါမဟာသမယနေ့ဖြစ်လာပါတယ်အဲ့ဒီနေ့ကတော့နယုံလပြည့်နေ့ပဲဖြစ်ပါတယ်ရှင်လာရကထုရွှေစလာမဟာသမယတုဒေသနာဘဂဝါမြတ်နှုတ်ချွေကဓမ္မရှုမြောကသရမှုပေါ်လာသာရုအနုမောရဏယောဟိနီမြင်ရီတိုင်းရှာကောလီနဲ့ကပ်ပြီးတိုင်းမဟာနတ်ရဲ့နိုင်စာဒီမဟာရိတာတတိမာရိတာခရိကလာဒီကြဝေစာညာနရီမာအလှမပြေလားနေယုံစစ်ထားမြေကြတော့ခါတို့လည်းငါလူရဲ့ခါဥရကယူဟာခပီလာရလားဝါလီမြင်းတို့မှာရောဟန်မြေတွင်